မင်္ဂလာပါဖျားခင်ကောင်းမြတ်ပါတယ်ဟုတ်လားဟုတ်ပါတယ်ဒီနေ့ဘာအကြောင်းကြားခဲ့ပြီးပြီလဲဟုတ်တယ်နော်အင်တန်ကောင်းတဲ့ခေါင်းစဉ်ဖြစ်ပါတယ်နော်ဒီနေ့ကျွန်တော်တို့ခံယူတည်ဆောက်ရမယ့်နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့နော်အတွေးနဲ့ကင်းသောနော်ယုံကြည်ခြင်းနဲ့ဆရာတော်ကျွန်တော်ဖုန်းဆက်တဲ့အခါမှာပြောတယ်အတွေးနဲ့ကင်းသောယုံကြည်ခြင်းကျွန်တော်ကြားတာတော့အကျွေးနဲ့ကင်းသောယုံကြည်ခြင်းကျွန်တော်စိတ်ညစ်သွားအကျွေးနဲ့ကင်းတဲ့ယုံကြည်ခြင်းကဘယ်လိုဟာမျိုးလဲနော်အဲ့ဒါနဲ့နောက်တစ်ခါပြန်ဖုန်းဆက်သူကလည်းဟိုးမန္တလေးရွှေပြည်တော်မှာမြောက်နေသူအဲ့ရနေဖုန်းဆက်တော့အချိန်ချင်းနားထောင်ပြီးတော့သူကပို့ထားပြီဆိုတာကြည့်တော့ဩအတွေးနဲ့ကင်းတဲ့ယုံကြည်ခြင်းဖျားခင်ကောင်းမြတ်တယ်နော်ကျွန်တော်ကအခုတော်တော်အသက်ကြီးလာပြီသူများဒီမှာတရားဟောတဲ့ဥစ္စာသူများ YouTube မှာပြန်ပြတယ်ကွာသူကကြည့်ရှက်เสียကောင်းမကျွန်တော်ကိုကျွန်တော်တို့အိမ်မှာမကြည့်ရဘူးဘာဖြစ်လဲကျွန်တော်မိန်းမလည်းမကြိုက်ဘူးကျွန်တော်လည်းမကြည့်ရဘူးဘာဖြစ်လဲဆိုကျွန်တော်အယုတ်ကကောင်းသေးတယ်ဒါပေမဲ့အတန်မကောင်းနော်ကျွန်တော်အမရှိဘူးပေါ့ဗျာဒါပေမဲ့ဖျားခင်အတုံးပြတော့ကျေးဇူးတင်ကျွန်တော်ပြီးခဲ့တဲ့ Sunday တော့လက်တင်ပွဲတစ်ခုသွားတယ်လက်တင်မင်္ဂလာပေါ့နော်လက်တင်မင်္ဂလာထုံးစံအတိုင်းပဲတို့လက်တင်မင်္ဂလာကရင်ရဲ့လက်တင်မင်္ဂလာအရန်ကြာနော်အာရပါရတဲ့4နိုင်ကြာအဲ့တော့ကျွန်တော်တို့ကထုံးစံရှိရအဲ့တော့သိခါတော်ရဆရာတွေကအဲ့ဒီပေါ်မှာအလုံးထိုင်ရတဲ့ဆရာတော်တွေအလုံးကဝိုးယုံဝိုးရဧပြီလကွာနော်လက်တင်လုပ်တဲ့လူကလည်းဘယ်တော့မှဆောင်းတွင်းမလုပ်ဧပြီလအဲ့ဒီဧပြီလမှာဒီဂွန်ကြီးကိုဝုတ်ပြီးတော့မှတခါလေအရှိမထိုင်ရတယ်ပန်ကားတော့ထားတယ်မီးရမလာဘူးနော်အဲ့ခါကျတော့တော်တော်ကိုနော်ဒုက္ခများတာပေါ့တချို့ဆရာလည်းမတတ်နိုင်တော့ဘူးနော်3နာရီလောက်ဆိုသူတို့လည်းလက်ကုန်သွားပြီကုန်းနဲ့ထပြန်သွားမပြန်တဲ့လူလည်းလဲခံကြီးဖြစ်ကျွန်တော်အတင်းတော့လည်းကျွန်တော်အရန်ချစ်တယ်ကျွန်တော်တို့သူတို့လုတ်ပြီးတဲ့ဂွန်ကဝုတ်ယုံကြီးက special ကြည့်လိုက်အရန်လှထူလိုက်တာလည်းမပြောနဲ့တော့နော်အဲ့ခါကျတော့အဲ့ဒါကြီးဝတ်ထားပြီးတော့မှကျွန်တော်တို့ကဒီလက်တင်ပွဲမှာပါဝင်ရဒီချိန်ကြည့်တဲ့ program ကြီး1ရောက်ပြီး2ရောက်ပြီးဘာဖြစ်လဲမြန်ပဲပြီးချင်တော့တယ်မဝတ်နိုင်တော့ဘူးနော်ကိုယ်ကလက်ရောက်တဲ့ခါမှာလဲကျွန်တော်တို့ကိုတာဝန်တွေအားလုံးအသီးသီးလုပ်တယ်ဒါပေမဲ့အားလုံးကဘာလို့မျောလဲလဲမြန်ပြီးရင်တော့ကောင်းမယ်ဘာဖြစ်အထက်မှာချွေးတွေပါလည်းထွက်ကြကုန်နော်အဲ့ဒီလိုဖြစ်တဲ့အချိန်မှာ4နိုင်လဲပြည့်ရော program ကြည့်လိုက်တော့တစ်ခုပဲကြံတစ်ခုကကျေးဇူးတင်စကားနဲ့တစ်ခုကတော့တော့တချင်းဆိုပြီးတော့မှကောင်းကြီးပေးမယ်အရန်ဝမ်းတာနော်အော်ပြီးတော့မင်းဒီနှစ်ခုပဲကြံတော့တယ် program ကအသိမများဘူး40လောက်ပဲရှိရနော်အဲ့ခါကျတော့အဲ့ဒီနေရာလဲရောက်အောင်လဲမနေ့စူးစမ်းပြီးစောင့်လာလေဆိုတော့ဒါပြီးတော့ငါတို့ချွတ်လိုက်ပြီးတော့တက်တာမယ်လို့ထင်တာတက်လာတဲ့ကျေးဇူးတင်စကားပြောလာအတွင်းမှုကတုံချီနဲ့လာဒုက္ခပဲနော်သူကလာကြတုံနေပြီဒီရောက်တဲ့ခါကျတော့သူကအားလုံးကိုလိုက်ပြီးတော့မှဘုံလုပ်သေးတယ်လဲခါนี้ဖြစ်တော့သူ့ဆရာပြေးပြီးတော့မှသူ့ကိုတွားမှားပြီးတော့တရားဟောပြောမဲ့နေရာကိုသွားပို့သူကတွားကျွန်တော်ကားတဲ့ကျေးဇူးတင်စကားကိုတူပဲပြောမယ်ဟောဝမ်းတာသွားလားတော့ဖះကောင်းကြီးပေးပါစေဒီလူနော်ဒါမဲ့သူကတူပြောလို့သာတော်သေးတယ်တနားရီလောက်ကြာပါအဲ့မှာဆရာ2ယောက်ထပြီးတော့ဆင်းသွားတယ်ဘာဖြစ်လဲမခံနိုင်တော့ဘူးလေပူတာဘူးအဲ့တော့သူကဘာပြောလဲဆိုကျွန်တော်ကတဲ့နော်အခုလည်းသူအသက်80လောက်နီးပါးလောက်ရှိပေါ့အသက်တော်ရဲ့အတွင်းမှုဆိုတော့ तू ကတိတ်တူကြိုက်တဲ့လူဖြစ်တယ် तू ဟိုစားမင်္ဂလာဆောင်တော့ကကျေးဇူးတင်စကား तू ပြောတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့ဒါနဲ့ပြီးသွားတယ်အခု तू ပေါ်ကမှာဒုတိယအကြိမ်ကျေးဇူးတင်စကားပြောရတယ်လာပြီးတော့မှအားပေးတဲ့ပရိသတ်တွေနော်လာရှစ်ခိုးတဲ့ဖះရှစ်ခိုးတဲ့ပရိသတ်တွေနော်လာပြီးတော့လက်တင်ပေးတဲ့ဆရာသမားတို့ကျေးဇူးတင်ရမယ်လို့သူ့ဆရာကသူ့ကိုငကိုတဲ့တာဝန်ချပေးတာသူအယံဝမ်းသာတယ်တဲ့အဲ့ဒါကြောင့် तू ကသူ့တက်တက်မှာဒုတိယအကြိမ်ကျေးဇူးတင်စကားပြောမှဆို तू သေးချာပြင်ဆင်ထားတာနော်စာအုပ်2အုပ်လောက်ရှိတယ်နော်ပြင်ဆင်ထားတာအာရပါရတရားဟောမဲ့လူတော့သူ့တော့မများ तू အာရပါရတကယ်ပဲ तू တုတ်ထားတာဘာဖြစ်ဆိုဒီပလင်ပေါ်မှာ तू တခါမှမသွားရသေးအခုမှသွားရအာရပါရ तू လှုပ်ထားရောက်ခါနီးနော်ဟိုလက်တင်ပွဲလဲရောက်ခါနီးရောအဲ့ဒီတနေ့မှာသူ့မိန်းမကသူ့စီလာပြီးတော့မှသူ့မိန်းမလည်းသူ့အရွယ်လောက်ရှိပြီနော်
လာပြီးတော့သူ့ရဲ့ရင်ဘတ်ပေါ်မှာလာမှောက်အိတ်တယ်တဲ့ပါးကိုလည်းသူ့ရင်ဘတ်နဲ့ကတ်ထားတယ်တဲ့သူ့ရဲ့ရင်ခုန်တောင်လည်းလာနားထောင်နေတယ်ဟာဆရာမအဲ့ဒါမျိုးကအရန်ထူးဆန်းတယ်နော်လက်ထပ်ပြီးတော့နှစ်ပေါင်း50ဆိုဘယ်သူမှအဲ့လိုမလုပ်ကြတော့ဘူးနော်ဒီလိုတော့လှုပ်လားမသိဘူးနော်ကျွန်တော်မိမပတ်စံ10သိန်းပေးအောင်အဲ့လိုမလုပ်တော့လာစမ်းပါဆိုဒါပေမဲ့အဲ့ဒီမနေ့မှာတော့သူမိမအဲ့လိုလာလို့တော့သူအရန်ရင်ခုန်သွားပါမိမဘာဖြစ်တာလဲပေါ့ဟိုကပြန်ပြောဟေးနင့်ငါပြောစရာရှိရယောက်ျားရေးပြောပေါ့သူကစဉ်းစားပြီးတော့ကျမညအိမ်မက်မက်တယ်ဟုတ်လားအိမ်မက်မက်တယ်ဘလို့အိမ်မက်လဲအိမ်မက်ထမရှင်းသေးသွားတယ်ဟာသူအရှင်နာသာဟာဘာလို့ငါတရားမဟုတ်ဘူးရှင်းသေးသွားလို့ကျမအိမ်မက်မက်ကျမတက်တက်မှာအိမ်မက်တိုင်းမမှန်တာမရှိဘူးလေအမြင်မှန်တယ်ဟာသူအဲ့မှာသူခြောက်ချသွားပြီပြဿနာပဲငါအိမ်မက်မက်တယ်နော်နေအိမ်မက်ကလည်းငါသိတယ်ဟုတ်လားဟုတ်တယ်သူပြန်တွန်းထုတ်လိုက်တယ်နော်ဒီပါးတွေပါရောပြန်တွန်းစမ်းမှာဟဲ့မဟုတ်တာဆိုပြောဒါပေမဲ့နောက်3ရက်လောက်နေတော့အဲ့ဒီမိမရောက်လာပြန်ရောလာပြီးတော့ယောက်ျားရဲ့တဲ့ညကျမအိမ်မက်ပြန်ပြီးတဲ့ဘာအိမ်မက်တာတော့ဆိုရှင်သေးတယ်လို့အိမ်မက်ဟာလုံးပြန်ပြီးနှုတ်စားလဲဟုတ်တယ်ဒီအင်ကြီးပဲနော်တောင်းနေတာနော်အသက်မရှိဘူးသူစိတ်ညစ်သွားပြီနော်တဖြည်းဖြည်းတော့ပြောလို့ပေါ့နော် pressure ဝင်လာပြီနော်ခဏမိမကအိမ်မက်တာလဲသူသေးတာကြီးပဲအိမ်မက်တဲ့ပုံကလဲကြနာဆိုသူကနောက်သူမိမအိမ်မက်လဲအမြဲမှန်တယ်ဆိုသူစိတ်မကောင်းတော့အဲ့သူမိမခဏလာခဲ့အောင်ဘာဖြစ်လဲလာခဲ့အောင်နဲ့ထိုင်ငါမှာတာဝန်ကြီးတစ်ခုရှိတယ်တဲ့ဘာလဲဆိုတော့ငါလက်တင်ပွဲကြရင်နော်ငါကျေးဇူးတင်စကားပြောရမယ်အဲ့ရပါရလှုပ်ထားတာလေအဲ့ဒါမပြောလို့တော့မဖြစ်အဲ့တော့ဘုရားခင်ငါ့ကိုအဲ့လောက်ကြည့်တော့ထားဖို့ဆုတောင်းပေးစမ်းပါသူမိမလည်းလိမ့်ပါတယ်ဆုတောင်းပေးတယ်နော်လက်တင်ပွဲပြီးတော့မပြောတတ်တော့ဘူးဒါမဲ့သူကထပ်လုပ်ပြန်မဟုတ်ဘူးမေလ24ရက်နေ့ကျရင်နင်းနဲ့ငါလက်ထက်တာနှစ်ပေါင်း50လीငါတို့ကျေးဇူးတော်ချီးမွမ်းရမယ်အဲ့ဒါလဲတောင်းပေးဦးဆိုအဲ့ဒါနဲ့သူဆက်ဆုတောင်းတာအခုတက်ကြီးတော့အကောင်းကြီးရှိသေးတာပေါ့နော်မေ24ရက်ကျော်သွားရင်တော့မပြောတတ်ဘူးနော်ဒန်နီယယ်ဘာအေးတဲ့တွေ့ရလို့ရှိရင်နှုတ်ဆက်ကြနော်ကျွန်တော်တို့ seminary အသင်းတော်အဖြစ်တယ်အဲ့တော့ तू ကဘာပြောလဲဆိုတော့ဖျားခင်ရဲ့ကျေးဇူးတော်ပဲအခုကျေးဇူးတင်စကားပြောရပြီကျမ်းစာတော့ဘာပြောလဲငါမသေးရသေးဘူးထာဝရဘုရားရဲ့အမှုတော်ကိုဟုတ်တယ်နော်ကျွန်တော်တို့ကကြားပြောရအောင်မယ်နော်လှုပ်ဆောင်ရအောင်မယ်ဒီနေ့လည်းပဲကျွန်တော်တို့ဘုရားခင်ပို့တဲ့အတွက်ကြောင့်ဒီနေရာအထိနော်ရောက်လာတယ်နော်ကျွန်တော်တို့ဖိတ်ခေါ်တဲ့ဆရာတော်နဲ့တကွအသင်းသူအသင်းသားများအားလုံးကျေးဇူးတင်ပါတယ်နော်ဏိဒန်းပြောတာနဲ့ပဲ3နာရီထိုးတော့ကျွန်တော်ဆရာအချိန်ပေးထားတာဘယ်နှစ်နာရီလဲမသိဘူးနော်ဒါပေမဲ့လည်းပဲကျွန်တော်တို့ဒီနေ့နှုတ်ကပတ်တော်တော့သိပ်ပြောစရာကောင်းတယ်နော်ရှင်ရကုတ်ဩဝါဒစာခန်းကြီး1အငယ်9ကနေ10ဖြစ်ပါတယ်နော်ဆရာတော့ကျွန်တော်6ကစကျွန်တော်9သွားစမိနော်အဲ့တော့စမိတဲ့နောက်တော့မထူးတော့အဲ့ဒီကျမ်းစာကိုရေးတဲ့သူကဘာတူလဲယာကုပ်ဖြစ်တယ်နော်ရှင်ယာကုပ်ပါဆိုတော့ယာကုပ်ပဲရေးမှာပေါ့နော်အဲ့တော့ရှင်ယာကုပ်အဲ့တော့အဲ့ဒီရှင်ယာကုပ်ကဘာတူလဲဆိုတော့သခင်ယေရှုရဲ့ညီရဲ့သခင်ယေရှုကမောင်နှမ6ယောက်9ယောက်ရှိရနော်သူညီမလေး2ယောက်ရှိတယ်လို့ဖတ်ရတယ်နော်သူ့ရဲ့ညီက4ယောက်ကျမ်းစာမှာဖော်ပြတာတော့နော်ယောသေတို့ရှိမုန်တို့ယာကုပ်တို့ယူဒာတို့ဖြစ်တယ်အဲ့ထက်မှာယာကုပ်ကတော့တကယ်အမှုတော်ဆောင်ဖြစ်လာတယ်ယူဒာလည်းဖြစ်လာတာပေါ့နော်အမှုတော်ဆောင်ဖြစ်လာပြီးသူတို့ကဒီအသင်းတော်မှာသူတို့ကပြန်ပြီးဥဆောင်ဥရွယ်ပြုရတယ်ယူဒာလူမျိုးတွေကသူတို့ထုံးစံရှိတယ်အသက်30ရှိမှဘုရားအမှုတော်ကိုဆောင်ရတယ်ဟောပြောရတာနော်ဒါကြောင့်သခင်ယေရှုကလည်းအသက်30ကျော်သွားမှပဲသူကထပ်ပြီးဟောပြောတာအဲ့ဒီအပြင်မှာဩဝါဒစာလူတိုင်းရေးလို့ရတာမဟုတ်ဘူးတကယ်ပဲအသင်းတော်ရဲ့ခေါင်းဆောင်တွေဖြစ်လို့သူကဩဝါဒစာရေးနိုင်တာအဲ့တော့သူရေးတဲ့ဩဝါဒစာကလည်းပဲတကယ်ကောင်းတဲ့ဩဝါဒစာအရှိကြီးမဟုတ်ဘူးဒါပေမဲ့လည်းအဲ့ဒီဩဝါဒစာတကယ်ပဲကနဦးအသင်းသူအသင်းသားတွေကိုတတိပေးတဲ့စာတုံသင်တဲ့စာဖြစ်တယ်ဒီနေ့ကျွန်တော်တို့လည်းပဲဒီဩဝါဒစာတွေကိုဖတ်တဲ့အခါမှာရှေးနော်တမန်တော်ကြီးတွေရှေးတန့်ရှင်းသူတွေကကျွန်တော်တို့ဘာပြောချင်တာလဲဒီနေ့ဒီကောင်းစဉ်ကအတွေးနဲ့ကင်းသောယုံကြည်ခြင်းဖြစ်တယ်နော်အတွေးနဲ့ကင်းတဲ့ယုံကြည်ခြင်းဖြစ်တယ်အဲ့တော့ရှင်ယာကုပ်နော်ဩဝါဒစာ1အငယ်9မှာသင်တို့တွင်တစုံတယောက်သောသူသည်ပညာကိုလိုလင်းတဲ့စပြီးတော့ရေးတဲ့ဥစ္စာကပညာဖြစ်တယ်အဲ့တော့ဒီပညာ wisdom လို့ပြောတယ်အဲ့ဒါလောကမှာအင်တန်မှအရေးကြီးတဲ့အရာဖြစ်တယ်အဲ့တော့ဒီပညာကကျွန်တော်တို့ဘာပေးလဲဝေဖန်နိုင်စွမ်းကိုပေးတယ်နော်ကြံစီအားထုတ်နိုင်စွမ်းကိုပေးတယ်အခက်ခဲကြံတဲ့ခါမှာထွတ်မြောက်နိုင်ဖို့သူကမဆာပေးတဲ့အရာဖြစ်တယ်အဲ့တော့ပညာရှိတဲ့သူတွေကကျွန်တော်တို့ next level ပဲနော်ပြောမယ်ဆိုရင်တော့အဆင့်တစ်ဆင့်ကိုရောက်နေတာဖြစ်တယ်အသက်တာမှာနော်ကျွန်တော်တို့ဒီပညာဟာ
အင်တာမအရေးကြီးလို့တချို့ကတန်ဖိုးထားဒါတချို့ကလစ်လျူရှုတယ်တဲ့ဒါပေမဲ့ဒီပညာကဘယ်ရတာလဲဆိုဖျားပေးတာဖြစ်တယ်အဲ့ဒါကြောင့်သင်တို့တွင်တစုံတယောက်သောသူတို့သည်ပညာကိုလိုလင်းဆိုမှရေးထားတယ်တဲ့အဲ့တော့ဒီပညာရှိတဲ့သူဟာသူများထက်ပိုပြီးတော့မှအဆင့်ပြည့်တယ်တဲ့ပညာရဲ့တန်ဖိုးကိုသိတဲ့သူတွေကဘုရားသခင်စီကတောင်းနေတယ်အဲ့တော့ကျွန်တော်တို့ကျမ်းစာထဲမှာသိထင်ရှားတဲ့ရှင်ဘုရင်တစ်ပါးရှိတယ်အဲ့ဒီရှင်ဘုရင်ကသူကဉာဏ်ပညာကိုတောင်းတယ်ဘုရားသခင်အဲ့တော့ဘုရားသခင်ဉာဏ်ပညာတောင်းတဲ့အခါသိသဘောကျတော့သူဉာဏ်ပညာကောက်စီးစိမ်ဥစ္စာကိုလည်းပေးတယ်အခွင့်အာဏာကိုလည်းပေးတယ်တဲ့အဲ့တော့ဒါကသိကောင်းတဲ့အရာဒါကြောင့်ကျွန်တော်တို့ကနော်ဉာဏ်ပညာကိုတောင်းရင်ဘုရားသခင်ကတဲ့နော်ဆက်ပြီးဖတ်မယ်ဆိုကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတ်တော့မမှုတဲ့နင်တခြားဟာတောင်းရင်တော့ဘုရားသခင်ပေးချင်မှပေးမယ်နော်ကဲ့ရဲ့ခြင်းကဲ့ရဲ့ပြစ်တင်ခြင်းသို့တော့ဉာဏ်ပညာကိုတောင်းရင်လုံးဝမပြစ်တင်ဘုရားသခင်ကအဲ့လိုသဘောရှိတယ်အဲ့တော့ဉာဏ်ပညာတောင်းနေဆိုရင်ဘုရားသခင်နှစ်သက်တဲ့အရာအဲ့တော့နောက်တစ်ခုကတော့ခတ်သိမ်းသောသူတို့အားစေတနာစိတ်နဲ့ပေးသနာတော်မူသောတဲ့အဲ့တော့ဒီဘုရားသခင်ကခတ်သိမ်းသောသူသဘောကလူအားလုံးကိုပြောတာဖြစ်တယ်အဲ့ဒီလူအားလုံးကိုစေတနာစိတ်နဲ့သိလားစေတနာစိတ်နော်တချို့လူတွေကတော့ပြောတဲ့စကားကြီးစေတနာကိုမရှိဘူးဆိုတာနော်အဲ့ဒါမျိုးပြောခါတာတိတ်မသက်တော့နော်စေတနာနဲ့မတန်ဘူးဆိုလည်းပြောတဲ့လူကလည်းရှိသေးတယ်နော်လူတိုင်းကစေတနာနဲ့မတန်ဘူးအဲ့လိုပြောကြတယ်အချင်းချင်းကြိတ်တာပေါ့လေဒါပေမဲ့တကယ်တော့ဘုရားခင်ကပြောလဲလူတိုင်းကိုသူကစေတနာစိတ်နဲ့နော်ပြီးတဲ့ဖရာဖြစ်တယ်အဲ့ဒါကြောင့်ပညာကိုလိုရင်တောင်းရင်ရလိမ့်မယ်အဲ့တော့ဘုရားသခင်ဂတိတော်ဖြစ်တယ်အဲ့တော့ပညာကဘလောက်ရည်ကြီးလဲကျွန်တော်တို့အိမ်ဘေးနားမှာနော်မိန်းကလေးတယောက်ရှိတယ်ရုပ်ဆူဆူပဲအထက်ဆက်မှာလောက်ရဆင်းရဲတယ်ဒါပေမဲ့အဲ့ဒီအထက်ဆက်ရုံမှာလာပြီးအုပ်ချုပ်တဲ့ကိုရီးယားတယောက်ကမင်းသားလို့ချောတာကွာအဲ့ဒီမင်းသားနဲ့သူနဲ့အကြာနေတဲ့ခါကျတော့သူ့ကိုသနာတယ်နော်သူကဝဲနေပါလေပေါက်ပါတယ်အဲ့ဒီခမင်းကလေးနော်တော်တော်ဆူဆူပဲကျွန်တော်တို့ကြည့်နေခါတော့မကြည့်ချင်ဘူးဒါပေမဲ့နော်ဒီကိုရီးယားလူကလည်းမျက်လုံးမကောင်းလားမသိဘူးကြိုက်တယ်သူကနော်ကြိုက်တယ်အဲ့သူတို့နှစ်ယောက်လက်ထပ်တယ်ကွာလက်ထပ်တဲ့ခါကျသူကချက်ချင်းနဲ့ကိုရီးယားမိန်းမဖြစ်တဲ့ကိုရီးယားနိုင်ငံလည်းသူရောက်သွားတယ်ဟိုကပြန်လာတဲ့အိမ်ဆောက်ပေးတယ်ဟောအရန်ကြီးကျယ်တာပဲနော်အရန်နော်ဒါပေမဲ့သူတို့တာရတဲ့အချိန်လေးကတိတ်မကြောက်ဒီမှာဟိုဒါနိုင်ငံရေးအပြောင်းလဲဖြစ်တဲ့ခါကိုရီးယားပြန်သွားသူဆက်ရုံလဲပိတ်တယ်ဒါပေမဲ့ဟိုကနေပတ်စံတော့ပို့ပေးသေးတယ်သူကအဲ့မှာဒီမှာနေခဲ့ပြီးမှသူ့ရဲ့အရာတွေအားလုံးကိုသူကအလွဲသုံးစားလုပ်တယ်သူယောက်ျားရဲ့ချစ်ချင်းမြတ်တာလည်းအလွဲသုံးစားလုပ်တယ်နော်သူ့ရဲ့ပစ္စည်းတွေရှိတာလည်းဟာလည်းအလွဲသုံးစားလုပ်တယ်နောက်ဆုံးတစ်ဖြည်းဖြည်းနဲ့ဘာဖြစ်သွားဆိုသူဘာမှမရှိတော့ကုန်သွားဟိုကလည်းမလာနိုင်တဲ့ခါကျသူကအရင်တိုင်းပဲဒုံရင်ပြန်ရောက်နော်လမ်းဘေးမှာပြန်ရောက်အဲ့ဒါကျွန်တော်ပြောဟာအစရောနေအရန်အဆင်ပြေတယ်လေတိုင်အင်တွေရှိတယ်လေနော်စီးစရာမော်တော်ကားရှိရလေနေအရန်အတာယာနာယောက်ျားချောလေးရှိရလေအခုဘလို့ဖြစ်သွားတာလေသူကပြောကျမအုံနောက်မကောင်းတဲ့လူမို့လို့ဒီလိုဖြစ်တာအဲ့ဒါနဲ့ကျမကခွေးအုံနောက်ပဲသူ့ကိုသူပြန်ပြောတာခွေးအုံနောက်တယ်အဲ့ဒါနဲ့ပဲဘသူကစပြီးပြောတယ်မသိဘူးသူ့ကိုခွေးအုံနောက်ခေါ်တာအခုတလန်းလုံးသူ့ကိုခွေးအုံနောက်ပဲဘာဖြစ်လဲအုံနောက်ကိုမရှိဘူးနော်တကယ်တော့ဒီလိုအခြေအနေရှိနေပြီဒါပေမဲ့သူမတီးမြအောင်မလုံနိုင်ပညာမရှိဘူးတရားသူ့ကိုသူလည်းစိတ်ဆိုးတော့ငါခွေးအုံနောက်ပဲတယ်အခုအဲ့ဒီလမ်းကိုတွားရင်ဒေါ်လဲဝင်းဘသူမှမသိဘူးဒေါ်ခွေးအုံနောက်အားလုံးသိတယ်ခွေးအုံနောက်တဲ့သူအုံနောက်ဒါပေမဲ့တကယ်တော့ခွေးရအဲ့ဒါထဲအုံနောက်ပူကောင်းလာတော့မသိဘူးမြန်မာစကားရှိတယ်ဘာရှိလဲညံမရှိနော်ကန်ရှိတိုင်းမွဲတယ်အဲ့တော့ဗမာစကားမှရှိတာအဲ့တော့ကျွန်တော်တို့ကနော်ဉာဏ်ပညာရှိဖို့အင်တာမအရေးကြီးတယ်အဲ့တော့ဘုရားသခင်ကဘာပြောလဲဆိုရင်ပညာကိုလိုလို့တောင်းရင်အပြစ်မတင်ဘူးတဲ့မကဲ့ရဲ့ဘူးတဲ့နော်ဒါပေမဲ့တခြားမထိုက်တန်တဲ့အရာသွားတောင်းရင်တော့မပြောတတ်ဘူးကညောဘာတောင်းလဲတော့မသိဘူးနော်သူလည်းပဲနော်သူလည်းတောင်းချင်တာရှိမှာဉာဏ်ပညာပဲတောင်းပါနော်ဟုတ်ပါပြီနောက်တစ်ခါခတ်သိမ်းသောလူလို့ပြောတယ်နော်ခတ်သိမ်းသောလူဆိုလူအားလုံးကိုပြောတာ तू ကဘုရားခင်အဲ့လူအားလုံးကိုစေတနာရှိတယ်တဲ့လူအားလုံးကိုတနာရည်ပေးတဲ့ဘုရားဖြစ်တယ်နောက်ဆုံးကတော့တောင်းရင်ရမယ်ပေါ့ဒီအခန်းမှာပေါ်ပြတာသင်ကဘသူဖြစ်ပါစေဘယ်နေရာမှာနေတာဖြစ်ပါစေနော်ပညာကိုတောင်းရင်ဘုရားရှင်ကပေးမယ်လို့ဂတိပြုတဲ့အရာဖြစ်တယ်ကဲအခန်းငယ်1ကနေ6ကျွန်တော်တို့ဆရာပြတ်ထမ်းထားတဲ့ဥစ္စာမရှိဘူးနော်1ကလည်းခဏမိုးကြည့်တယ်အဲ့မှာများရှိမလားလို့ကိုယ်ရုပ်ပဲပြန်တွေ့ရတော့ဒါနဲ့အဲ့ဒီအယုတ်လည်းမဆိုးပါဘူးနော်အလုံးယူပါဒါနလုပ်တယ်ပေါ့နော်ဒါတို့နော်အခန်းငယ်6မှာတော့တကယ်သူ့ရဲ့အဓိကအချက်လာပြီပေါ့နော်ဘာပြောလဲဆိုတို့ရာတွင်တွေးတောခြင်းမရှိပဲယုံကြည်သောစိတ်နဲ့တောင်းရမည်တွေးတောခြင်းမရှိပဲတဲ့အင်္ဂလိပ်လိုတော့ doubling လို့ပြောတယ်တန်တရားရှိတယ်နော်စဉ်းစားတယ်တွေးခေါ်တယ်ပေါ့လေအဲ့တော့ဒီသင်ခန်းစာဒီနေ့ဒီသင်ခန်းစာကအဓိကအချက်ဖြစ်တယ်
faith without dabbling လို့ခေါ်တယ်ပေါ့ဒီအင်္ဂလိပ်လိုမှာဆရာနုကတော့ तू ကအတွေးကင်းသောယုံကြည်ခြင်းနဲ့ तू ကနည်းနည်းကြပြဆန်းနော်အတွေးကင်းနေအဲ့တော့ကျွန်တော်တို့ဆုတောင်းတဲ့အခါမှာထားရမယ်စိတ်နေစိတ်ထားပေါ့လေအဲ့တော့အနောက်နိုင်ငံမှာတွားရင် orthodox ဆိုတာရှိတယ်အဲ့ဒီဂိုင်းတစ်ခုပေါ့ဒုခရိယန်ပါပဲဒုခရိယန်လည်းဂိုင်းများလုံးလို့နော်တချို့ဂိုင်းကလည်းပဲဘာဂိုင်းညာဂိုင်းပေါ့လေအေးအထက်ဂိုင်းအောက်ဂိုင်းရှိမှာပေါ့နော်အဲ့တော့အဲ့ဒီဂိုင်းမျိုးမှာကျွန်တော်တို့ကျင့်သုံးပုံမတူမဲ့ယုံကြည်တာတစ်ခုရှိရပါလေသခင်ယေရှုငါတို့ကယ်တင်ရှင်အဖြစ်ငါတို့ယုံကြည်လက်ခံတယ်ခရစ်သခင်ကိုငါတို့ယုံကြည်အဲ့တော့ငါတို့အားလုံးခရစ်ယာန်ပဲနော်တခြားဟာတော့သူကသူကွဲခြင်းကွဲပါစေအဲ့မှာ orthodox ဆိုတဲ့ဂိုင်းကနာတစ်ခုရှိတယ်သူတို့ဖျားเจ้าကအရန်ထူဆန်းတယ်အဲ့ဒီဖျားเจ้าကိုဝင်သွားပြီဆိုရင်သူကအဝမှာသူကရေးထားတယ်ကျွန်တော်တို့ဒီဖျားเจ้าအဝမှာဗာရေးထားသိလားတွေ့လားနင်တို့ကဝင်လာမမောကြည့်လားဘာမှရေးမထားပါဘူးနော်အဲ့တော့သူကရေးထားတယ်အဲ့လိုအဝင်မှာရေးထားတယ်အဲ့ orthodox ရှာဘာရေးထားသလားDon't ask no trust ရေးထားအတိတ်ကဘာမှမမင်းနဲ့ယုံလိုက်တယ်အဲ့တော့အဲ့ဖះเจ้าကိုတွားပြီးနေဖះသွားရှိခုမဲ့ဆိုရင်အဲ့ဒီတင်းဆရာပြောတာကိုယုံရမယ်မင်းမင်းနော်အဲ့ဒီကျမ်းစာကဖော်ပြတာကိုမမင်းနဲ့ယုံရမယ်ဓမ္မသစ္စာဆိုတာကြမမင်းနဲ့ယုံရမယ်ဆုတောင်းတယ်မမင်းနဲ့ယုံအားလုံးကိုဘာမှမေးလို့မရဘူးနော်မေးပြန်သွားနော်ဘယ်သူမှမဖြစ်ဘူးအဲ့တော့သူကဘာပြောလဲဆိုတော့လုံးဝစိတ်ချရတယ်အဲ့တော့သူတို့ဖះเจ้า orthodox ဖះเจ้าတွေတိုင်းကိုတွားကြည့်ရင်အဲ့မှာ don't ask trust ဆိုတာသူတို့ရဲ့ယုံကြည်ခြင်းဖြစ်တယ်ခုနကကျွန်တော်တို့ပြောတဲ့အခုဒီနေ့ဘာမှမမင်းနဲ့ယုံလိုက်လို့ပြောတဲ့အခါမှာတချို့ကကန့်ကွက်တယ်ဒါပေမဲ့ကျွန်တော်တို့ကန့်ကွက်စရာအကြောင်းမရှိဘူးဒီနေ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကြည့်ဘာမေးခွန်းထုတ်စရာရှိလဲတတိရှိတဲ့လူမေးပေါ့နော်သူကတော့တတိမရှိဘူးမမေးရဘူးနော်ယုံလိုက်ယုံရမှာပေါ့နော်ဒါပေမဲ့တချို့ကတော့ဘာပြောလဲအဲ့ဒါblind faith လို့ပြောတယ်ကြားဘူးလား blind faith မျက်စိမမြင်မဲနဲ့ယုံတယ်မျက်ကန်းနဲ့ယုံတာပေါ့အဲ့တော့ blind faith ကိုတချို့ကဘယ်လိုပြောသူကဒီနေ့အတွင်းနဲ့ကင်းသောယုံကြည်ခြင်းဆိုတာတဘောကတော့ကျွန်တော်တို့ဘာမှမမြင်ရဘဲနဲ့ယုံတာဒီနေ့ကျွန်တော်တို့ဒါအရေးကြီးတဲ့အရာဖြစ်တယ်မမြင်ရပေမဲ့လည်းပဲမြင်တဲ့သူပြောတာကိုကျွန်တော်တို့ယုံရမှာမဟုတ်ဘူးလားယုံရမှာပေါ့နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုဖော်ပြတယ်ကျွန်တော်တို့ခြေရှိမှမိခွက်ဖြစ်တယ်လမ်းကိုအလင်းပေးတယ်အဲ့ဒါကိုတို့ကမယုံဘူးလားယုံရမှာပေါ့နောက်တလန်းကိုခင်ဗျားတို့မြင်လားမမြင်ဘူးနောက်တလန်းကိုမြင်တယ်ဆိုခဲ့လို့ရှိရင်ကျွန်တော်တို့ကပြင်ဆင်နိုင်တာပေါ့28ရက်မှာငလင်လုံးမယ်သိခဲ့လို့ရှိရင်29ရက်ထဲကလူတွေအကုန်လုံးဘယ်မှာသွားနေမလဲအားလုံးရှောင်နေမှာပေါ့မသိဘူးလေနေဖန်လည်းမသိဘူးတပည့်ခံလည်းမသိဘူးဆရာဆန်ပြီးတချင်းတပုတ်ရှယ်ပါတယ်နေဖန်ကြရင်ဘာဖြစ်မလဲကျွန်တော်အဲ့တချင်းနားထောင်တိုင်းကြက်သိမ်းထားတယ်နော်ကြောက်လဲကြောက်ပါတယ်နော်ဆိုတော့ကျွန်တော်တို့မသိနိုင်ဘူးမသိနိုင်တဲ့ခါသိနိုင်တဲ့အရာကဖျားပဲဖြစ်တယ်အဲ့တော့ဖျားရဲ့နှုတ်ကပတ်တော်ပဲတို့ကယုံရမှာအဲ့တော့ကျွန်တော်တို့ blind faith ပဲပြောနော်အတွင်းနဲ့ကင်းတဲ့ယုံကြည်ခြင်းအင်တန်မှအရေးကြီးတဲ့အရာဖြစ်တယ်ဒီနေ့ဆရာတော်ကသူ့ကိုတန်ရှင်တော်ဝင်တော်နှိုးဆော်သူကလည်းဒီကောင်းစေသူကပြောတယ်အဲမနေ့ကတော့ပြောကြပြီဖြစ်မှာပေါ့နော်ကျွန်တော်ကတော့အခုမှရောက်လာတော့မထော်မနှမ်းနဲ့ပြောတာလည်းဖြစ်မယ်သို့တော်လည်းပဲစိတ်နှလုံးထဲကတော့တကယ်ပဲဒါသိလိုအပ်တဲ့အရာဖြစ်တယ်စိတ်လက်တင်ဆိုတာကြားဘူးလားအေးကြားဘူးတယ်သူပဲကြားဘူးတယ်ကြံတဲ့လူကလည်းငါမကြားဘူးနော်သူကတော့နည်းနည်းလဲပတ်ရှိရဲ့နော်အဲစိတ်လက်တင်ဆိုတာလေအရန်ကောင်းတယ်မင်းသမီးနေချီဘူးလားငါလည်းပဲသဘောကျသူကဆောက်ထားတာမျိုးစင်ကြီးအဲ့ဒါကိုလေဟိုဆရာသိန်းတွင်တို့အသင်းတော်ဆိုတာရှိရမျက်စိမမြင်ဘူးကျေးဇူးတော်ပြန်အသင်းတော်ဆိုတာမျက်စိမမြင်တဲ့သူတွေအဲ့မှာကျမ်းစာသင်တန်းသွားလုပ်တယ်လူ90လောက်ရှိရခေါ်သွားတာမော်တော်ကားကြီးနဲ့တွားကြပြီးတော့အဲ့မှာကျန်းစာတင်တန်းလုပ်တာအဲ့ဒီစိမ့်လက်တင်မှာလုပ်တာဘာဖြစ်ဆိုအဲ့ဒီမှာပျော်စရာရွှင်စရာလည်းရှိတော့သူတို့အားရပါကျွန်တော်လည်းတွားတယ်ကျွန်တော်တို့ကျန်းစာတင်ဖို့တွားတာမျက်စိမြင်တာကျွန်တော်နဲ့ driver ပဲရှိတယ်နော်ကျန်တဲ့လူအားလုံးမျက်စိမမြင်ဘူးအဲ့တော့တွားတဲ့အခါမှာလွတ်လပ်ပျော်ရွှင်ဟိုရောက်တဲ့ခါကျန်းစာတင်ပြီးတဲ့ခါကျတော့အဲ့ဒီကလေးမင်းကလေးကဘာပြောလဲဆိုဟာအဘိုးတဲ့အမျိုးစင်တွားရောက်ဟာသိတယ်သူတို့မျိုးစင်ရှိတာငါမသိဘူးနော်အဲ့ဒါနဲ့အဲ့ဒီမျိုးစင်ရက်လည်းခဏနဲ့ဆောက်ထားတာအဲ့ဒီပေါ်တက်ကြဆိုအဲ့ဒီမျက်စိမမြင်တဲ့ကလေးတွေအပေါ်မှာတက်တော့အရန်သားရတယ်ပေါ့နော်လေတိုက်တဲ့ဟူဆိုဟာငါမတက်ရဘူးဘာဖြစ်လဲနင်တို့ဟာရမခိုင်ဘူးနဲ့တူတယ်အခိုင်ပါတယ်တဲ့သူများတော့တက်တာလာစမ်းမှာဆိုအတင်းဆွဲတင်တယ်သူကမမြင်တော့သူကဘာမှမကြောက်ဘူးငါမြင်တော့ကြောက်တယ်ဘာဖြစ်လဲဟိုနာကြည့်လဲအမြင်ကြီးပဲနော်တက်စမ်းမှာအဖို့အတင်းဆွဲတင်တယ်မဟုတ်ဘူးတော်ပြီးငါတလောက်ဆိုမရဘူးသူကအတင်းဆွဲတဲ့အပေါ်မှာနော်သူတို့ပျော်ရွှင်နဲ့သူကသချင်းဆိုတဲ့လူနဲ့မတက်တော်ပြီးဆိုတာကိုတောက်ကနေပြီးတော့ဖင်ယူလာထုံးတယ်
အဲ့ဒါမြင်တဲ့လူတွေကြီးပဲဟာစိတ်ညစ်လိုက်တာအပေါ်လေးရောက်ရောတကယ်ကြောက်စရာကောင်းတယ်သူတို့ကတော့ပျော်ရမောလေတိုက်တော့ရွှေနန်းနဲ့ဘယ်နှမ်းမှပြုတ်ကျစရာရှိမသိဘူးသူတို့အားလုံးကမမြင်ရဘူးသူတို့ယုံကြည်ခြင်းဒီနေရာခိုက်နေပေါ့ငါတော့မခိုက်ဘူးထင်တယ်နော်ဒါပေမဲ့အဲ့မှာကြောက်နဲ့အဲ့မှာထိုင်းနေရင်းနဲ့အဲ့ကလေးတယောက်ကကျွန်တော်ပြောဟဲ့အဖိုးတဲ့ဟိုမှာကြည်စမ်းတဲ့ဟိုကြိုက်ချီဦးတောင်ညရန်လှရနော်ကျွန်တော်လည်းလှည့်ကြည့်တယ်မတွေ့ပါလားလို့မတွေ့ဘူးဆိုတာဒီဘက်မှာလေးတဲ့လိုက်ကြည့်တယ်မတွေ့ဘူးလို့နောက်တော့မှပြန်စဉ်းစားသူမျက်စိမမြင်ဘူးလေအဲ့တော့သူကဘာပြောလဲဟိုမှာကြည်စမ်းဒီမှာကြည်စမ်းငါလိုက်ကြည့်ရနောက်ဆုံးတော့ဘယ်ဟုတ်မလဲအဲ့ဒီမျက်စိမမြင်တဲ့ကလေးကငါ့ကိုဂျင်းထဲငါလိုက်ကြည့်တော့နောက်ဆုံးမှဟဲ့နေမမြင်ပဲနဲ့နေပြောကျမတဲ့ဥစ္စာအဖိုးနောက်တာအိုးသူ့အရန်ကျေးဇူးတင်တယ်နေရလေအရန်တော်တယ်ဘာဖြစ်လဲမျက်စိမမြင်တာတော့မှငါ့ကိုတော့လှည့်စားနိုင်တယ်နော်ငါ့ကိုညာတုတ်နိုင်တယ်အရန်အော်နေတိတ်တော်တာပဲနေမျက်စိမြင်ဘယ်လောက်ကောင်းမလဲအဲ့လိုပြီးတော့သူကဘာပြောအဖိုးကျမဖျားသခင်ကို blame မလုပ်ဘူးတဲ့အိုးကျမဖျားသခင်ကိုအပြစ်မတင်ဘူးတဲ့ဖျားသခင်ကကျမမျက်စိလိုတယ်ဆိုရင်ပေးမှာပေါ့အခုကျမမျက်စိမလိုလို့မပေးတာတဲ့အဖိုးကမျက်စိဖျားသခင်လိုလို့ပေးထားတာကောင်းကောင်းထိမ့်သိမ့်တယ်အဲ့ဒီဆရာဦးသိန်းတွေရဲ့တပည့်စီမှာငါချမ်းသာပြန်ပြင်ရတယ်နော်ပြောရတာရှက်လဲရှက်စရာကောင်းတယ်နော်အဲ့ဒီကလေးကနောက်နှစ်လောက်ကြာတဲ့ခါမှာလက်ထပ်တယ်သူလက်ထပ်ကျွန်တော်ကိုခေါ်ပြီးသူလက်ထပ်တယ်သူလက်ထပ်တဲ့အခါမှာအယံအိုးစရာကောင်းသူယောက်ျားအယံချိုးတယ်နော်အယံချိုးမိုးလှပသူလိုပဲမျက်စိမမြင်ပါဘူးဒါပေမဲ့အင်တမအားကိုးစရာကောင်းတယ်အဲ့နဲ့ကျွန်တော်ပြောတယ်ငါမြည်နစ်ယောက်ျားတော်လှတယ်နော်အိုးဖျားခင်ပေးတာလीကျမဖာသာယူရင်အဲ့လောက်ချောမှမဟုတ်ဘူးတဲ့ငါခံရပြန်ပြီနော်အဲ့ဘာပြောရှင်လဲဆိုတော့ तू ကဘာကိုပြောလဲဆိုတော့မမင်းနဲ့မတွေးနဲ့ဘာတူလဲယုံလိုက်အဲ့ဒါကျွန်တော်တို့ဖျားခင်ကအဲ့ဒါလိုပြောတာအဲ့တော့ဒီနေ့နှုတ်ကပတ်တော်ကမင်းလည်းမမင်းနဲ့တွေးလည်းမတွေးနဲ့ယုံလိုက်သို့တော့တချို့ကတော့ဝါသနာရှိရင်မတွေးလို့မဖြစ်ဘူးဒါကြီးကဖြစ်နိုင်ပါမလားဒါကြီးကဟုတ်နိုင်ပါမလားနော်ကျွန်တော်ကြောင်းကုန်းမှာသွားတယ်ကျမ်းစာသင်တယ်နော်အဲ့ဒီနေ့ကအင်တာမအချင်းတွေကမကောင်းဘာသွားသင်မိလဲဆိုတော့ယောနသွားသင်တယ်သိလားယောနအကြောင်းယောနရဲ့အဓိကအကြောင်းအရာကတကယ်တော့အစာရှောင်တာတို့ဘာလို့ဖြစ်တာပေါ့နော်သို့တော်လည်းပဲနောင်တရတော့သို့တော်လူတွေအားလုံးစိတ်ဝင်စားပါလေယောနဘဒုပိုက်ထဲရောက်တာငါးပိုက်ထဲရောက်တာအဲ့ငါးပိုက်ထဲရောက်တာသွားပြောမိတာမှမှားတာပဲတရွာလုံးကတငါးတယ်လေအဲ့တော့သူတို့ကငါးအကြောင်းကောင်းကောင်းသိတယ်အဲ့ထဲမှာအင်းတကြီးကဘာပြောလဲဆိုတော့အင်းတကြီးကဘွဲလေဘွဲရအင်းတကြီးကဆရာကျန်းစာကိုတော့ကျွန်တော်မငင်းချင်ဘူးဒါပေမဲ့ကျန်းစာထဲကဟာတချို့ပုံပြင်နေဖြစ်မယ်ဘာဖြစ်လဲကျွန်တော်စဉ်းစားကြည့်တယ်လေဒီငါးကြောင်းကျွန်တော်ငငယ်ရသိတာလေငါးနဲ့ဘွဲရတာလေအခုဒီငါးထဲမှာငါးပိုက်ထဲမှာလူတယောက်က3ရက်သွားနေဆိုမဖြစ်နိုင်ဘူးတဲ့ဟာဘာဖြစ်လို့လဲငါးရဲ့ဘိုက်ထဲမှာဘာရောက်ငါးချီးဖြစ်သွားနော်ငါဘာစား3ရက်မခံငါချစ်ဖြစ်သွားတာအဲ့တော့ဒီလူတယောက်ကနော်ငါပိုက်ထဲမှာသွားနေပြီးတော့ဘလို့အသက်ရှူမလဲဘလို့အစာစားမလဲဆုတောင်းတာလည်းပါသေးတယ်ငါချီမဖြစ်ပဲနဲ့ဒီလိုမျိုးရေးတာဒါဒန္တာကြီးပဲပုံပြင်မယ်နော်ဖတ်ကောင်းအောင်ပြောတာဖြစ်ရင်ဖြစ်မယ်သို့တော့ဒါကြီးကတော့လုံးဝမဖြစ်နိုင်ဘူးစဉ်းစားကြည့်တော့ဟုတ်တုတ်ပဲသူပြောတာအဲ့တော့ငါလည်းပြန်မပြောတတ်ဘူးနော်အဲ့တော့ဆရာပေါ့ဒါပေမဲ့ तू ကလည်းအချက်ကြလက်ကြနဲ့ तू ကပြောတော့ဒီမှာအိုးပွေအိုးပေါ်ဖြစ်သွားတော့မပြောတတ်တော့ကြည့်တော့အော်အင်းစားအဲ့ဒီမှာအိမ်ငိုက်နေတဲ့စိုက်ကားသမားကောင်းထောင်လာတော့ဘာပြောလဲတဲ့သူများကျန်းစာတင်တာတိတ်နေလေတဲ့ဟောအမှန်တော့အဲ့ပုဂ္ဂိုလ်ကအခုမှနိုးလာလားနော်အင်ဂျီကတော့မန်ယူအင်ဂျီနဲ့နော်တကယ်မန်ယူဖန်ကြီးပေါ့သူကနော်သူကနိုးလာတော့သူများကျန်းစာတင်တာအင်းစင်နာထောင်လေးတဲ့ဘာဒီရှောက်မေးတာမဟုတ်ဘူးငါပြောပြတာယုတ်တိရှိတဲ့ဟာပြောယုတ်တိပဲငါတို့ကိုးကွယ်တဲ့ဘုရားသခင်ကသူများဒီလိုမေးပဲကောင်းမလဲငါတို့ဘယ်လိုဖြစ်မလဲမင်းစဉ်းစားကြည့်ငါပိုက်ထဲမှာ3ရက်နေငါချီမဖြစ်ပဲနဲ့နေမလားစက္ကန့်ကမင်းကွာရှောက်ပြောနေပြန်မင်းမေပိုက်ထဲမှာမင်းကိုးလန်းနေရဘာဖြစ်မင်းမေချီမဖြစ်တာဟာကိုကောင်ဘာပြောမှမသိဘူးရှင်းပြမယ်ဆိုလည်းအရှိမရှင်းနိုင်တော့နေမေပိုက်ထမ6လလောက်နေတာနေမေချီမဖြစ်ပဲနဲ့ဒီ3ရက်ထဲနေတာဘယ်လိုလုပ်ချီဖြစ်မှာလဲပြောရပြအိရွာအရန်အော်စရာကောင်းတယ်ဒါကြောင့်ကျွန်တော်တို့ကနော်ဖျားခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ဘသူဟာမေးတယ်လေ
don't ask ပဲမင်းတို့မရဘူးကျွန်တော်တို့ယုံရမှာဖြစ်တယ်နော်ဆရာအန်တိုနီတိုဆိုတာရှိတယ် तू ကတော့အခုတော့ဆုံးပါပြီ तू ကဟိုဩစတြေးလျက तू ကအဲ့အကြောင်းကိုကျွန်တော်ပြောပြတဲ့ခါ तू ကဘာပြောလဲမင်းကတော့မသိဘူးငါကတော့အမှုတော်ဆောင်ဖြစ်တယ်ငါးပိုက်ထဲမှာယောနနေတယ်လို့ကျမ်းစာကမရေးဘဲနဲ့ယောနပိုက်ထဲမှာငါနေတယ်ဆိုလည်းငါယုံတယ်ဘာဖြစ်လဲဆိုတော့ငါလည်းနေ့တိုင်းငါစားတယ်ဩသူပြောမှငါပူအောင်တော့ရှော့သွားနာအေးဘာပဲဖြစ်ဖြစ်ကျွန်တော်ဒီနေရာကျမ်းစာကျွန်တော်တို့ဘာပြောလဲယုံကြည်သောစိတ်နဲ့တောင်းဖို့ဖြစ်တယ်ယုံကြည်သောစိတ်နဲ့တောင်းဖို့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့တကယ်ပဲနော်အကျွင်းမဲ့ယုံကြည်ခြင်းပေါ့ဒီနေ့ဆရာရွေးပေးတဲ့အကျမ်းစာအရန်မဲ့ကျွန်တော်တို့တိဆောက်ဆရာဖြစ်တယ်ပြန်သွားရင်မှတ်ထားနော်တက်လုံးမှတ်ထားပါလေကျွန်တော်တို့အကျွေးမဟုတ်ပါဘူးအတွေးနဲ့ကင်းတဲ့ယုံကြည်ခြင်းဖြစ်ရမှာဖြစ်တယ်နော်အတွေးနဲ့ကင်းတဲ့ယုံကြည်ခြင်းဖြစ်နော်ဒါကအင်တာအဖို့တန်တဲ့ကျမ်းစာဖြစ်တယ်နော်တကယ်ပဲအောင်းဩစရာကောင်းပြီးခဲ့ပါကျွန်တော်တို့ကဘာအကြောင်းပြောလဲအရင်တစ်ပတ်ကျွန်တော်လာမှတ်မိလားအေးပြနော်အရင်တော့ပြဖြစ်တယ်အခုတခါအတွေးဖြစ်တယ်နော်အေးဘာပဲဖြစ်ဖြစ်ဆရာလည်းပဲတကယ်ကျွန်တော်တို့တင်ငါးစာမျိုးမျိုးပေးတယ်ကွာနော်ငါတို့လည်းအခုမှပဲနောက်ထပ်ပွဲတော်ရတော့မလားမသိဘူးနော်ကဲဟုတ်ပြီတကယ်တော့ဒီဥစ္စာကဖျားသခင်ရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာပြောတာကျွန်တော်တို့ယုံဖို့ဖြစ်တယ်မဖြစ်နိုင်တဲ့အရာကဖျားသခင်မှာမရှိဘူးတဲ့ပြောတာပဲဒါပေမဲ့ဒါကြီးဖြစ်ပါမလားလို့ကျွန်တော်တို့အတွေးနဲ့ကျွန်တော်တို့တန်တရားနဲ့အသက်ရှင်လို့မဖြစ်ဘူးဒီနေ့ကျွန်တော်ယုံကြည်သူဖြစ်တယ်ဆိုဖျားသခင်ကိုပဲလုံးဝယုံကြည်ရနော်ဒီနေ့ကျွန်တော်မြန်မာပြည်များငြိမ်းချမ်းပါစေဆိုဆုတောင်းတဲ့လူမရှိဘူးလားတောင်းတယ်ဒါပေမဲ့သေချာပေါ့သူတို့မယုံဒါပြည့်တရုတ်ဆရာခေါ်ပြီးဆုတောင်းခိုင်းတော့တောင်းရတာပေါ့ဒါပေမဲ့တောင်းတာပဲဖျားသခင်တော့မြန်မာပြည်ဒီလိုအခြေအနေကြီးမှာဘယ်လိုမှမဖြစ်နိုင်ဘူးနော်အဲ့လိုအောင်းမိတာပေါ့ပြီးခဲ့တဲ့ပတ်ကအဲ့လိုဆုတောင်းတာမြန်မာပြည်ကြီးကျမ်းမှာငြိမ်းချမ်းပါစေဆုတောင်းရင်းနဲ့အခုတရားဝတရားလူထွက်ပြေးကုန်နော်ပြတ်သူမတောင်းမနေတာတော်သေးနော်ဘာဖြစ်လဲနော်ကျွန်တော်တို့ကနော်အတွေးနဲ့ဆုတောင်းတာကိုဘုရားခင်နှစ်သက်လားဆိုမနှစ်သက်ဘူးကျွန်တော်အရာထူးဆန်းတဲ့အတွေ့အကြုံတစ်ခုပြောပြချင်ဆရာကြီးမန်စီစွန်ဆိုတာပိုးကင်းအင်တမအိုပြီးဆုတောင်းတဲ့နေရာမှာသူ့ရဲ့ယုံကြည်ခြင်းကြောက်စရာကောင်းသူကမဖြစ်နိုင်ဘူးထင်တဲ့ဟာလဲသူတောင်းတာပဲသူဆုတောင်းတဲ့စာဘေးနားမှာနေပြီးတော့မှဟာဒီဆရာကြီးတောင်းတာတော့မဖြစ်တော့ဘူးထင်တယ်မဟုတ်ဘူးဖြစ်တယ်ဟဲ့နော်ဘာဖြစ်လဲ तू ကတကယ်ပဲတန်တရားမရှိဘူး तू ဆုတောင်းတယ်တနေ့ကျတော့လက်ထပ်ပွဲတစ်ခုမှာကျွန်တော်နဲ့သူရဲ့အတူသွားလက်ထပ်ပြရဟိုမလေးရှားနိုင်ငံမှာအဲ့ကသေုံဆရာဆရာမကြီးဒေါက်တာဝင်းနီတဲ့ဆရာမကြီးကလည်းနော်အပြူကြီးနော်ဟိုဗာလဲဒီဆရာမန်စီဆိုတာလဲအဖိုးကြီးကျွန်တော်ကတော့နော်လူငယ်ပေါ့နော်ကျွန်တော်တို့3ယောက်သွားလက်ထပ်ပြီးတဲ့အခါအမျိုးသမီးက46နှစ်အမျိုးသား48နှစ်သူတို့ကလည်းအဲ့ချိန်ကျမှလက်ထပ်နိုင်တယ်ကွာအစတော့ပတ်စံအစင်မပြေလို့လားဘာလဲတော့မသိဘူးအဲ့ကျမှလက်ထပ်ပြီးတဲ့အခါမှာသူတို့အရန်အိုကုန်ပြီသူတို့သမီးဆိုမျက်နှာတော့တော်တော်အဲ့နေပြီနော်ဒါအဲ့တော်အဲ့နေဖိုးတာနော်အဲ့ခါကျတော့ဒါမဲ့သူတို့ကလူအပ်တာသူတို့လူချင်တာကလေးရချင်တယ်ဆရာကြီးကိုပြောတာဆရာကြီးဆုတောင်းရင်တတိယနော်ကလေးရချင်တယ်အမလေးသူယောက်ျားကလည်း48နှစ်လမ်းသွားရင်လည်းတိတ်တော့ပုံမကြတော့အလိုက်မဲ့thatနည်းနည်းလွဲနေနော်လမ်းသွား48နှစ်နော်သူမိန်းမ46နှစ်ဘလို့မှမဖြစ်နိုင်ဘူးဒါကျွန်တော်တော့ဆုမတောင်းပါဘူးဆရာကြီးကတော့သူ့စိတ်ထဲမှာထားတယ်ကျွန်တော်လက်ထပ်ပေးတယ်ပြီးတဲ့အခါမှာနော်အိမ်တော်တဲ့အတွက်ဆုတောင်းဆရာတော်မန်းစီဆိုတောင်းတာကွာကြောက်စရာကောင်းလိုက်တာသူဆုတောင်းဖျားသခင်ဒီလူနှစ်ယောက်ကအခု46နှစ်နဲ့48နှစ်ရှိပါပြီနော်သူတို့လည်းပဲသူတို့ကကလေးရဖို့မျှော်လင့်မဲ့အိမ်တော်မှာဖျားသခင်ပေးတဲ့ကောင်းကြီးမင်္ဂလာအမွေဥစ္စာလိုချင်တယ်နောက်ကျသွားမယ်ဖျားသခင်တတ်နိုင်တာကျွန်တော်တို့ယုံတယ်ဒီကနေ့ညပဲဖျားသခင်ပေးပါဒီတို့သမီးရဲ့အိမ်ကိုဖျားသခင်ဖွင့်ပေးပါဟောဒုက္ခနော်အလုံးနားထောင်တဲ့လူအတူလူကြောက်သွားနော်ဖျားသခင်ကတော့တကယ်တတ်နိုင်တယ်နော်နော်တို့သားကိုလည်းဖျားသခင်ကောင်းကြီးပေးပါသူ့ကိုလည်းဖျားသခင်အားအင်းနေပေးပါဟောနော်ဖျားသခင်ကတကယ်ပဲနော်သူ့ကို music အောင်တာတွေပြီးတော့ဒီတညထဲနဲ့ကလေးရအောင်ဖျားသခင်မဆပါဟာသူဆုတောင်းတာနားထောင်ဟိုဆရာမဒေါက်တာဝင်းကြီးအပြူကြီးမျက်နှာတစ်ခုလုံးနီးကုန်နော်ကျွန်တော်လည်းတော်တော်လေးကြောက်နေပြီဆုတောင်းတာအဲ့ဒါလို့တောင်းတာကြောက်စရာကောင်းလိုက်တာဆုတောင်းပြီးတဲ့အခါမှာဒီသူကတော့ဝမ်းသာနောက်နှစ်ကြရင်ငါလာခဲ့လို့ရှိရင်ကလေးနာမယ်ပေးမယ်အိုးကြည်စမ်း
ဟိုမှာဘာမှမပါသေးဘူးဒီမှာခလေးနာမည်ပြီးတယ်ဘလောက်ပြင်းထန်တဲ့ယုံကြည်ခြင်းနဲ့အဲ့ဒီဆရာရဲ့ဆုတောင်းချက်ကအဲ့ဒီချိန်မှာအဲ့ဒီအမျိုးသမီးကခုနတင်းဦးဆရာမကြီးကပြောတယ်ဆရာကျမတက်တက်မှာလေသူမြောက်မင်္ဂလာဆောင်ပေးတာလေအတွဲ100လောက်ရှိပါပြီဒီလိုမျိုးဆုတောင်းတာတစ်ခါမကြားဘူးအဲ့ဒါဆုတောင်းတာကြားတာနဲ့ကြက်သိန်းအောင်ထားတယ်ဆရာမကြက်သိန်းထားကျွန်တော်ပြစ်လေးရှင်တယ်ဘာဖြစ်လို့လဲအရန်အောင်တိုးတော်လေအဲ့ဒီဇုံတွေကတကယ်ကလေးရနော်အော်ဆရာတော့တနေ့သူပြောတဲ့အတိုင်းပဲကလေးရအော်လိုက်တာသူ့ရဲ့ယုံကြည်ခြင်းပဲဒီနေ့ तू အတန်ကြောက်ဖြစ်ဒီလူကြီးကအိုနေပြီဒီမိမကြီးကအိုနေပြီတို့ကမတောင်းတော့ပါဘူးကွာနော်အဲ့လိုအောင်မြင်ဟုတ်ဘူးတကယ်ပဲအတွေးရှိလားမရှိဘူးတန်တရားရှိလားမရှိဘူးဘလောက်တော်တဲ့နော်သူ့ရဲ့ယုံကြည်ခြင်းနဲ့ဒီနေ့ကျွန်တော်တို့အတွက်တည်ဆောက်เสียဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ကျမ်းစာပါပြောလဲတောင်းရမယ်တဲ့တွေးတောခြင်းမရှိပဲယုံကြည်သောစိတ်နဲ့တောင်းရမယ်အဲ့တော့ဒီ6မှာပဲဆက်ပြီးတော့မှဖော်ပြတဲ့အရာပါလဲဆိုတွေးတောခြင်းရှိသောသူကအဲ့တော့ခုနတွေးတောခြင်းမရှိတဲ့လူအခုတွေးတောခြင်းရှိတဲ့လူအဲ့တွေးတောခြင်းနော်ရှိသောသူကတဲ့လေခတ်၍လှုပ်ရှားတတ်သောလိုင်းတဘိုးနဲ့တူတယ်လေခတ်တယ်နော်လေတိုက်တယ်ပေါ့အဲ့ခါကျလိုင်းတဘိုးကလှုပ်ရှားဒီနေ့ကျွန်တော်တို့တန်တရားနဲ့ဆုတောင်းတာအကျိုးမရှိဘူးအဲ့ဒါကိုပြောချင်တာဖြစ်တယ်အဲ့တော့လိုင်းတဘိုးရဲ့လှုပ်ရှားတယ်ဆိုအင်္ဂလိပ်ကျမ်းစာမှာ unstable လို့ပြောတယ်တည်ငြိမ်မှုမရှိဘူးတဲ့အဲ့တော့အဲ့ဒီလိုဆုတောင်းတဲ့သူတွေကတည်ငြိမ်မှုမရှိတဲ့အခါမှာဘုရားသခင်ထံဘာမှမရဘူးဗမာစကားရှိရလေတိုက်တဲ့အခါပဲပြင်းနေပဲပြားပေကလေတိုက်ရရိမ့်နေတဲ့နှွေပြီးတော့မှဟိုဘက်သွားဒီဘက်သွားချင်တဲ့နေရာသွားသူတို့ကတည်ငြိမ်လားဆိုမတည်ငြိမ်ဘူးကျွန်တော်ပုံပြင်လေးတစ်ခုရှိတယ်အဲ့ပုံပြင်လေးကပါလဲဆိုလူတယောက်သူကလောကအရာမှာလဲရတဲ့နီးနဲ့သူကစီးတဲ့ဥစ္စာစုဆောင်သူရဲ့ဝိညာဉ်အတွက်လည်းသူစိတ်ပူတယ်ငါတည်သွားတဲ့အခါကောင်းတဲ့နေရာရောက်မှဖြစ်မယ်ဒါကြောင့်မလို့ငါကတော့နော်ကြားဘူးတဲ့ဖះအားလုံးကောင်းတယ်အဲ့တော့ဖះအားလုံးရှိခိုးတာကောင်းသူတကယ်နဲ့ပြောငါတို့ကြားဘူးတာဘာသာမဲ့ပဲမင်းကြမှာဘာသာစုံဖြစ်နေတယ်ဟုတ်တယ်ဘာသာစုံတော့ဘာဖြစ်ဆိုဘာသာအားလုံးသူရှိခိုးတယ်အဲ့တော့သူတို့အိမ်မှာဆွဲလို့ရှိရင်နော်သူကနော်ဟိန္ဒူဆိုသူမီးလဲနင်းဘူးတယ်ခရစ်ယာန်လိုလဲသူယေနေချင်းခံတယ်နော်မွတ်စလင်လိုလဲသူအယေပြားလီတယ်နော်ဟိုဗာလဲဗုဒ္ဓဘာသာလိုသူကရှင်ပြုထားတယ်အကုန်လုံးသူဓာတ်ပုံရှိတယ်ဖះအားလုံးသူကတ်ထားတယ်ဘယ်ဖះမှဥဒတ်မပေးဘူးတန်းစီပြီးထားတာသူကဘာပြောလဲဆိုတော့ဖះအားလုံးကောင်းတယ်ငါတည်သွားရင်ဖះတပါးမကင်တပါးကင်လိမ့်မယ်ဟာသူရဲ့တွေးခေါ်ပေါ့ခုနပြောအတွေးဆိုတာအဲ့ဒါပြောတာကိုစဉ်းစားတာကျွန်တော်တို့ဥနောက်သေးသေးလေးစဉ်းစားတော့သူ့အတွက်တော့ okay အဲ့တော့သူတည်သွားတဲ့ခါသူ့ရဲ့ဝိညာဉ်ကခေါ်မဲ့သူမရှိဘူးတခင်ယေရှုကရောက်ရှိလာတယ်လားပုံပြင်ပြောတာနော်တခင်ရောက်လာတဲ့အခါမှာကြည့်တယ်ဟာဒီလူကခေါင်းကတော့ခရစ်ယာန်ဟုတ်တယ်ဒါပေမဲ့လေဘဲအစာပြီးအောက်ပိုင်းကတော့ခရစ်ယာန်မဟုတ်ကွာအဲ့တော့ငါဒီသူ့ဝိညာဉ်ကိုသိမ်းလိုက်ရင်တခြားဖះအာနာလေးထားခဲ့သွားရောလေဘဲကိုလာကြည့်တဲ့ခါကျတော့ဗုဒ္ဓဘုရားလည်းလာကြည့်ဟာဒီကောင်းရဲ့ရင်ဘတော့ဗုဒ္ဓပဲဒါပေမဲ့ခြေတော့လဲဗုဒ္ဓမဟုတ်ခေါင်းလဲဗုဒ္ဓမဟုတ်ထားခဲ့ကွာဘုရားပြငါယူသွားရင်တခြားဘုရားတွေငါ့အပြစ်တင်မယ်ဆိုတော့ထားခဲ့တယ်သူဝိညာဉ်ကိုမသိမ်းဘူးတဲ့အဲ့တော့မွတ်စလင်နဲ့ရောက်ရှိလာတဲ့အခါမှာမွတ်စလင်ဖျားလည်းကြည့်ဒီကောင်းရင်ပတ်နဲ့ပေါင်ကတော့ငါဟာဟုတ်တယ်နော်ဒါပေမဲ့ခြေတော့ကတော့ငါဟာမဟုတ်ဘူးနော်အဲ့တော့သူ့ကိုယူသွားရင်အာနာဇာကြီးခြံထားခဲ့တယ်သူဝိညာဉ်မသိမ်းဘူးတဲ့နောက်ဆုံးဟိန္ဒူးလာတော့ဟာဒီကောင်းခြေတော့ကတော့မီးနှင်းထားတယ်ငါလူအစ်စ်ပဲဒါပေမဲ့ဒူကောင်းကနေအပေါ်ချီငါဟာမဟုတ်ပြန်ဘူးအဲ့တော့ဒီကောင်းတော့ငါခေါ်သွားတခြားဖះအာနာတယ်ဆိုသူ့ဝိညာဉ်ကိုမသိမ်းဘူးတဲ့အဲ့တော့ဘယ်ဖះမှမသိမ်းတဲ့ခါနောက်ဆုံးသူ့ဝိညာဉ်ပျက်စီးခြင်းရောက်တယ်တဲ့အဲ့တော့သူတို့ရေးထားတဲ့ story လေးပဲကျွန်တော်ဖတ်ကြည့်တော့ဖះတော့အားလုံးကောင်းတယ်ဒါပေမဲ့ဖះအားလုံးရှေ့ခိုးရင်တော့ငါတို့လည်းအဲ့လိုမျိုးပေါ့နော်ကောင်းတခြားကိုတခြားအစ်စ်မပြေဘူးဒါကြောင့်မလို့ဒီနေ့ဘာကိုပြောချင်တဲ့အရာဖြစ်လဲဆိုလို့ရှိရင်နော်လှိုင်းတဘိုးနဲ့တူတယ်တဲ့နော်လှိုင်းတဘိုးနဲ့တူ unstable ဖြစ်တယ်တဲ့နော်သူဟာတည်ငြိမ်မှုမရှိဘူးတဲ့အဲ့တော့ဖះကိုကိုးကွယ်တဲ့အခါမှာတန်တရားမရှိတဲ့သူတွေအများကြီးရှိတယ်ကျမ်းစာထဲမှာနော်တကယ်ပဲကျွန်တော်တို့တိဆောက်เสียရှိတယ်ဆိုပါတော့ခီးသွားဆိုအာဗြဟံကြီးကခီးသွားတာဘုရားခင်သူ့ကိုပြောတဲ့အခါမှာသူကတွေးစရာမရှိမတွေးဘူးတွားလာပဲဘုရားခင်နောက်ဆုံးသူကောင်းကြီးပေးတာပဲဒေမဆိုတာလက်ဝါးကားတိုင်းပေါ်ရောက်နေပြီးကြည့်လိုက်တဲ့အခါမှာသခင်ယေရှုတွေးတဲ့အခါမှာသူကနောင်တနဲ့ဘုရားခင်နော်ကျွန်တော်တတိယပါနော်ပရာတိတုဘုံမှာဟိုကလည်းပဲကြည့်လိုက်ရင်တော့နော်အားလုံးကရာဇိုတာပဲဘယ်သူကအရင်အသက်ထွက်မှမသိဘူးဒါပေမဲ့လည်းပဲသူကတကယ်ပဲယုံကြည်တာလေသူတောင်းဆိုတာလေအဲ့ခါကျတော့သခင်ယေရှုကသူပြောငါနဲ့အတူပရာတိတုဘုံမှာရှိမယ်ဘလောက်ကောင်းတယ်လေသူရဲ့ယုံကြည်ခြင်းအားလုံးတည်တဲ့ယောဘကတော့နော်ကောင်းကြီးမင်္ဂလာနဲ့ဆရတယ်
နော်ဆိုတော့ဒီနေ့ကျွန်တော်တို့ဖော်ပြရမယ်ဆိုရင်တော့ဒီအငယ်တစ်အခန်းကြီး1အငယ်9မှာ8ကဘယ်လိုရေးထားလဲထို့သောသူတဲ့အဲ့ဒီတွေးတောခြင်းရှိတဲ့သူတွေကိုပြောတာနော်စိတ်နှခွရှိသောသူတဲ့နော်ပြုလေသည်များမတည်ကြည်သောသူအဲ့ဒီနှစ်ယောက်ကဖျားသခင်စီမှာဆူတောင်းလည်းမရဘူးမတောင်းလည်းမရဘာမှမရဘူးတဲ့အဲ့တော့ကျွန်တော်တို့ကနော်ဆူတောင်းတဲ့အခါဖျားသခင်စီချင်းကတဲ့အခါနံပါတ်1စိတ်နှခွရှိသောသူမဖြစ်ဖို့အင်မတန်မှအရေးကြီးတယ်နံပါတ်2ပြုလေသည်များမတည်ကြည်သောသူဘာသစ္စာမရှိတဲ့သူမဖြစ်ဖို့အင်မတန်မှအရေးကြီးတယ်စိတ်နှခွရှိသောသူတဲ့နော်ကျမ်းစာမှာဖော်ပြအဲ့တော့အခန်းငယ်9မှာစိတ်နှခွရှိတယ်အတိပ္ပယ်ကဘာဖြစ်လဲစိတ်ငါဟိုဘက်မှာလည်းပါဒီဘက်မှာလည်းပါဟိုအကောင်းနိုးဒီအကောင်းနိုးကျွန်တော်တို့အသက်ရှင်နေငါမှတပါအခြားဖျားမကိုးကွယ်နဲ့ပြောပြမယ်လည်းပဲဟိုဖျားကိုးကွယ်ဒီဖျားကိုးကွယ်နော်ကျွန်တော်မှချွေးမတယောက်ရှိတယ်အဲ့ချွေးမတယောက်အေယာဝတီတိုင်းဖက်ကကျွန်တော်ဒါကသူနဲ့သဘောကျတယ်အသက်16နှစ်ပဲရှိတယ်အဲ့ဒါနဲ့သူကယူချင်တယ်လာပြောတာယူချင်တယ်ဆိုတော့ကျွန်တော်မေးတယ်နေမိမဘာကိုးကွယ်လဲဘာရှိခိုးလဲဘာဘာသာလဲစိတ်ထဲမှာတော့စိတ်ပူတယ်ခရိယန်ဖြစ်ပါစေမဖြစ်ဘူးဘာပြောဆိုသူရီသားကတဲ့ငရံကိုးကွယ်နားမလည်ဘူးငရံကိုးကွယ်ဆိုတော့ဘယ်လိုဟာမျိုးလဲငရံအကောင်ကြီးအဲ့ဒါကိုရှစ်ခိုးတယ်တကယ်ဟုတ်တယ်ကွာနော်ခါလဲကျွန်တော်တွေ့ရင်တော့အဲ့ငရံယူခါမွေးနန္ဒာတွေနဲ့ထားပြီးအမြင့်မှာထားပြီးကိုးကွယ်တယ်နော်သူများဖျားဆိုတော့ပြောတော့မကောင်းဘူးလေဒါပေမဲ့စိတ်ထဲမှာတော့တမျိုးပဲဖြစ်သွားတာပေါ့နော်ကျွန်တော်တို့သူ့ကိုမနေပဲနော်ယုံကြည်သူဖြစ်လာအောင်လုပ်ရပေါ့နော်ဒါပေမဲ့လည်းပဲကျေးဇူးတော်ကြောင့်ကျွန်တော်တို့ကဗာတိရဆိုဒီလိုမျိုးကိုးဝယ်တဲ့လူလည်းရှိတယ်နော်ဒီလိုမျိုးရှိခိုးတဲ့လူလည်းပဲရှိတယ်စိတ်နှခွရှိလို့တော့မဖြစ်ဘူးတမျိုးတော့ခြံထားကျွန်တော်သူ့ကိုပြောနေငရံခြံထားမလားနော်နေငရံမခြံထားရင်တော့ငါသားနဲ့ပေးစားလို့မရဘူးနော်အဲ့ဒါနဲ့နောက်ဆုံးကျတော့သူကအဲ့ဒီငရံခြံထားပြီးတော့အခုတော့သူကယုံကြည်သူဖြစ်လာစိတ်နှခွထားလို့မရဘူးပထမတော့သူကဒီရက်ခမဖျောက်လဲကိုးကွယ်မယ်ငရံလည်းပဲပြစ်လို့မဖြစ်ဘူးဩစရာပဲနော်ဒီနေ့ကျွန်တော်တို့ချန့်စီယိုးမှာခွာထိုင်တဲ့သူဖြစ်လို့မရဘူးစိတ်နှခွမဖြစ်ဘူးတမျိုးတည်းပဲဖျားသခင်ကိုပဲလုံးဝယုံကြည်ဖို့ဖြစ်တယ်ခါတော့ဟိုအညာဘက်မှာဒေါ်ညိုဆိုတာရှိမှတ်ညိုပေါ့လေအပြူကြီးတယောက်အင်တာမရုပ်ချောတယ်အဲ့ဒီအပြူကြီးကသူကရီးစား2ယောက်ရှိတယ်သူရီးစား2ယောက်ကလှေလို့တယ်နော်အဲ့တော့သူကဈေးသွားဝယ်ပြီးညနေပြန်လာရင်ဟိုရီးစားကိုချိန်လိုက်တယ်ငါ့ကိုလာချိုးဆိုအဲ့ရီးစားသူ့ကိုလှေနဲ့လှော်သွားအဲ့တော့သူဟိုဘက်ကမ်းပြန်ရောက်နေ့တိုင်းပဲဟိုတယောက်ပြီးဒီတယောက်သူက1 2ရိုက်နေတာပေါ့နော်အဲ့တော့သူကလေပုံပေါ်တနေ့ကျတော့အဲ့ရီးစား2ယောက်အတူတူရောက်လာအောင်သူကသွားမချင်းရသူကဘယ်လိုမှားသွားလဲမသိဘူး2ယောက်လေးရောက်လာရံဖြစ်ကိုအဲ့ခါကျတော့မညောပြနင်တို့ရံမဖြစ်ကြနဲ့ဟိုတယောက်လည်းငါ့လှေကိုစီးဟိုတယောက်လည်းငါ့လှေကိုစီးဟဲရံမဖြစ်ကြနင်တို့2ယောက်ဆိုတော့လှေကိုစီးပါမယ်ဆိုဘလို့စီးမှလဲလှေက2စီးလေးနေရာတယောက်တည်းစိတ်ချလှေကိုကတ်လိုက်တယ်သူကအလေကောင်နဲ့တက်ထားဒီဘက်မှာလည်းခြေထောက်ရှိတယ်ဒီဘက်ကခြေထောက်ချတာအဲ့ဒီနောက်ပိုင်းမှာစကားပေါ်လာလှေနဲ့တစ်ဖက်နင်းနေဒီဘက်လှေလည်းနင်းတယ်ဒီဘက်လှေလည်းနင်းတယ်သွားတယ်ကဲမြန်ပြန်ရအောင်ဖြည်းဖြည်းလှော်ကြနေလို့ဖြည်းဖြည်းလှော်တယ်ဒါပေမဲ့လှော်ရင်းနဲ့ဟိုတယောက်ကသူ့ရဲ့မညိုရှိမှသူကပို့ပြီးအားသန်တဲ့ကြောင်ကြွားခြင်းအဲ့ဒါသူကခက်မြန်လှော်လိုက်တာလှေရရှိကိုတိုးတော့ဒီလှေကကြံခဲ့ရောအဲ့တော့မညိုအဆင်မပြေတော့ဘူးနော်နည်းနည်းစောင်းလာဒီဘက်တယောက်လည်းသူကအဲ့လိုပညာပြဆိုငါလည်းပဲအားရှိတဲ့ကြောင်ပြမဆိုသူကလည်းတအားလှော်ရောသူစကားကိုနားမထောင်တော့ယောက်ျားနဲ့အောင်မှန်တက်လာပြီးတယောက်နဲ့တယောက်ပြိုင်တော့မညိုဟဲ့နေဖြည်းဖြည်းလည်းမရဘူးတအားလှော်တဲ့ခါလှေကကွဲသွားတော့အပြူကြီးလည်းအောက်ကျသွားအဲ့ဒါဘာပြောလဲဆိုစိတ်နှခွရှိတဲ့သူအဲ့ဒါလိုမျိုးဒီနေ့ကျွန်တော်တို့မြန်မာစကားရှိလေနာနဲ့ဖက်နေတာတရားစိတ်နှခွရှိဘာဖြစ်လဲငါတို့မညိုလိုပဲပလုံသွားမှာနော်အဲ့တော့ဒါကအရေးကြီးတဲ့အရာဒုတိယတစ်ခုကပြုလေတဲ့များနဲ့မတည်ရှိဘူးတဲ့ဘာလို့မယုံကြည်ရဘူးသခင်ယေရှုကဘသူ့ကိုရွေးချယ်တယ်ယူဒရှကာတို့ကိုရွေးချယ်ဒါပေမဲ့ယူဒရှကာတို့ကသစ္စာမရှိဘူးသစ္စာဖြစ်တယ်မတည်ကြည်တဲ့သူဖြစ်တယ်တဲ့နော်အဲ့ဒီလိုမျိုးလူတွေဟာနော်တောင်းရင်လည်းမရဘူးတဲ့နော်ဆုမတောင်းရင်လည်းမရဘူးဘုရားသခင်ကလက်တော်ကနေပြီးတော့မှတစုံတစ်ခုမှမရနိုင်ဘူးတဲ့ကျွန်တော်တို့အသက်တာမှာကြည့်ဆုလည်းမတောင်းပါဘူးဘုရားသခင်ကိုလည်းမယုံကြည်ပါဘူးဒါပေမဲ့အဆင်ပြေနေတဲ့လူတွေကိုတွေ့ဘူးမှာအရင်အဆင်ပြေတယ်
ကြည့်လိုက်တဲ့အခါအိုးကောင်းလိုက်တာငါတို့ယုံကြည်သူကတော့နော်အစင်မပြေဘူးသူအစင်ပြေတယ်အဲ့ဒီလိုမျိုးဘာလို့ဖြစ်ရတယ်လဲပေါ့ဖះပေးတာတော့မဟုတ်ဘူးဒါပေမဲ့သူတို့ရနေတာပဲကျွန်တော်တို့ကျမ်းစာထဲမှာနတ်ဆိုးဆိုတာရှိတယ်အဲ့ဒီနတ်ဆိုးတွေကတကိုးမရှိဘူးလားရှိတယ်အဲ့နတ်ဆိုးတွေကဖះကိုမသိဘူးလားသိတာဒိုးထဲအောင်ပို့သိတယ်နော်ဖះကိုမယုံဘူးလားယုံတယ်ဒီဖះတကိုးရှိရဆိုရယုံဒါပေမဲ့သူတို့ကနော်သူတို့လုံနိုင်တဲ့ဟာရှိတယ်သူတို့ပေးနိုင်တဲ့ဟာရှိတယ်နော်သူတို့ဖះသခင်တောင်းသူတို့စပြီးစကားပြောတာသူတို့ဖះသခင်ကိုတော့သူတို့ကနာခံတဲ့သူတော့မဟုတ်ဘူးနော်အဲ့တော့ကျွန်တော်တို့ဘာတွေ့ရလဲဆိုရင်သူတို့ပေးတဲ့စီးတဲ့ဥစ္စာကဆင်းရဲတဲ့အရာဖြစ်တယ်ဒါကြောင့်နော်ကျွန်တော်တို့ဘာဖော်ပြလဲဆိုရင်အမြဲတမ်းပဲကျွန်တော်တို့နော်ငြိမ်သက်ခြင်းနဲ့ရှင်တဲ့အရာကိုပဲဖျားခင်ပေးတာဖြစ်တယ်တဲ့ကျွန်တော်တို့ဒါလေးကိုတော့ဆင်ခြင်ဖို့ရန်ဖြစ်တယ်ဒီခါလေးကျရင်အခြားသောသူများကောင်းစားတာတွေ့တဲ့ခါကျွန်တော်တို့စိတ်ထဲမှာပြန်ပြီးသတိရတဲ့ရှင်နံပါတ်311ပြောသလိုပဲနော်အဲ့တော့ဒီခါတော့ကျွန်တော်အဲ့လိုမျိုးမမျော်လင့်မနဲ့အများကြီးပဲအကြီးကြီးပဲပွားပေါက်တိုးတာရှိရဟိုးဗာလဲသာဘူးတော်မှာကျွန်တော်မိတ်ဆွေတယောက်သူကအောင်မေ့ပွဲလုပ်တယ်သူယောက်ျားအတွက်အောင်မေ့ပွဲလုပ်ကျွန်တော်ဖိတ်ကျွန်တော်သွားတယ်တရားဟောတယ်အင်တန်ကောင်းတယ်နော်ဟောတရားဟောပြီးတော့စားတော့ပြန်လဲလာကျွန်တော်ဆရာအတွက်အလှူငွေဆိုစိုက်တဲ့ပေးလိုက်တယ်ကျွန်တော်လည်းအမှုမဲ့အမှန်မဲ့အိမ်ပြန်ရောက်တဲ့ခါမှာအဲ့ဒီစာအိတ်ဖွင့်လိုက်တဲ့ခါမှာအင်္ဂလိပ်ပတ်စံဖြစ်နေတယ်ဗမာပတ်စံမဟုတ်ဘူးဒေါ်လာ4000ဖြစ်နေဥများလိုက်တာဒုစရတရားဟောတာဆရာဒေါ်လာ4000ရဘူးလားမရဘူးနော်ငါလည်းမရဘူးပါဘူးနော်ဆရာလည်းသမီးမိတာနော်အားနာပါတယ်နော်မို့လေတက်လုံးတရားဟောတာ4000လည်းမရဘူးနော်ဒေါ်လာ4000ရတော့အိုးအဲ့လိုမပြုံးဒုက္ခပဲမနေ့ကျရင်ဘာဝယ်ရမလဲပေါ့နော်စိတ်ကတော်တော်ပူတယ်ဘုရားရှိခိုးတာကွာဒီအောင်မေ့ဝယ်တခုမှဒေါ်လာ4000တောင်ရတယ်ဆိုတော့အိုးနော်စိတ်လည်းတော်တော်ချမ်းသာသွားတာပေါ့နော်မိုးလင်းတဲ့အခါတယ်လီဖုန်းလာတယ်ဘာလာဆိုဆရာရဲ့တဲ့စိတ်မကောင်းလိုက်တာတဲ့ပြောစရာတခုရှိရဲ့ဘာပြောမလို့လဲအိုးတဲ့မနေ့တော့စာအိမ်မှားပြီးပေးလိုက်တာဟုတ်လားဘယ်လိုစာအိမ်မှားမလဲမဟုတ်ဘူးတဲ့ကုမ္ပဏီပတ်စံတဲ့ကျမကုမ္ပဏီကဘာနာတဲ့ကုမ္ပဏီပတ်စံစာအိမ်ကိုမှားပြီးပေးလိုက်တာအဲ့ထမတဲ့ကုမ္ပဏီပတ်စံဒေါ်လာ4000ပါသွားတယ်တဲ့ဟုတ်တယ်လေ4000အဲ့ဒါအလူငွေမဟုတ်လားမဟုတ်ဘူးတဲ့ဆရာအလူငွေကိုတော့အိမ်မှာကြံခဲ့တာတဲ့အဲ့ဒါကြောင့်အရန်အားနာတယ်တဲ့လာပြီးလဲပြရစီမလာလဲနဲ့လို့ပြောရင်လည်းမရသူကလာလဲမဆိုလာလဲတဲ့ခါကျတော့ပြန်ပေးလိုက်ရပေါ့နော်အဲ့တော့ပြန်ဖွင့်ကြည့်တဲ့အခါ4000ပဲဒါပေမဲ့ကြံ့ငွေဖြစ်မြန်မာကြံ့ငွေ4000နဲ့အင်္ဂလိပ်ပတ်စံကြံ့ငွေ4000အခုပြန်တွေးတဲ့အခါစိတ်တော့မကောင်းနော်ဒါပေမဲ့ဘာပြောပြချင်လဲဆိုတော့ကျွန်တော်တို့ကတစ်ခါကြတော့နော်ငြိမ်သက်ခြင်းနဲ့မရှင်တဲ့အရာရရဖြစ်အဲ့ဒါကဘုရားခင်ပေးတာမဟုတ်ဘူးဒါကြောင့်မလို့ဒီနေ့ဘုရားခင်ပေးတဲ့အရာကိုပဲကျွန်တော်တို့ယူရမှာဘုရားခင်လက်တော်နဲ့ပေးတဲ့အရာတဲ့အဲ့တော့ဒီနေ့ကျွန်တော်ဘုရားခင်ပေးတဲ့ပညာကိုမျှော်လင့်ဖို့ဖြစ်တယ်ဒီနေ့အစမှလည်းပညာကိုတောင်းယူဖို့ဖြစ်တယ်လူတိုင်းကနော်ဒါပညာရှိဖြစ်နိုင်တဲ့အရာဖြစ်တယ်ဘုရားခင်စီကပညာကျွန်တော်တို့လိုတဲ့အရာဖြစ်တယ်နော်ခါတော့ဟိုစိတ်ဓာတ်ဆင်းရုံတရုံရှိမှတဲ့လူတယောက်ကားပြက်သွားသူ့မော်တကားမောင်းလာအဲ့နမှာကားဘိန်းကပြက်သွားနတ်လေးလုံးစလုံးလွင့်သွားတယ်သူကြည့်လိုက်တဲ့အခါကားဘိန်းကကျွတ်သွားဘာမှမဖြစ်တာပဲတော်ပြီဆိုပြန်တက်မလို့တော့မူလီကတလုံးမှမရှိဘူးအဲ့နဲ့သူဒုက္ခရအောင်စိတ်ညစ်တယ်တယ်လီဖုန်းဆက်တော့လည်းသူများမလာအဲ့နဲ့သူထိုင်ဆောင်နေပူထဲမှာစိတ်တော်ဆင်းရဲနေတယ်တဲ့နော်ကားဘိန်းကလည်းပြန်တက်ဖို့ကလည်းမူလီတလုံးမှမရှိဘူးလေးလုံးစလုံးကလွင့်သွားတော့သူစိတ်ညစ်နေတဲ့အချိန်မှာအဲ့ဒီစိတ်စားဆင်းရဲကနေထွက်လာတဲ့အယူတရားကသူ့ကိုကြည့်တယ်ဟဲ့ဆရာကြီးဘာဖြစ်တာလဲစိတ်ညစ်တာကွာမပြောနဲ့တော့ဟာဘာများစိတ်ညစ်တာလုံးဒီမှာမော်တော်ကားဘိန်းကျွတ်သွားတာပြန်တက်ဖို့နော်မူလီဘဲလွင့်သွားမှမသိဘူးလိုက်ရှာလို့မတွေ့ဘူးတလုံးမှမတွေ့ဘူးကွာအဲ့ဒါကြောင့်ဒုက္ခအကြီးကျယ်ဖြစ်နေဟာအကူကြီးမတောင်းလားတောင်းတာဗောသူများကမအားလို့မလာသေးဘူးတဲ့နတ်ဖန်မလာမဲတဲ့ငါတော့ဒုက္ခရောက်ပါပြီဆိုဒါဆိုရင်ခင်ဗျာကျွန်တော်ကိုဆရာလို့ခေါ်စမ်းပါလေဟာဘာဖြစ်လို့ခေါ်မလဲငါ့ကိုဆရာလို့ခေါ်ရင်နှစ်ကသွားနိုင်အောင်ငါလုပ်ပေးမယ်နှစ်မှမူလီရှိလားဒီအယူဒီမှာမူလီရှိတယ်တဲ့ငါဒီမှာအဲ့လိုမူလီတွေရှိတယ်ဟုတ်လားဒါဆိုရင်ဆရာခေါ်ရတာပေါ့နော်အမှန်တော့သူကပါမောက်ခဒါပေမဲ့သူလက်ကြည့်လိုက်တော့လည်းဘယ်သူမှမရှိဘူးလေမရှိတော့ဆရာခေါ်စမ်းပါဦးနောက်တစ်ချိန်ဆိုဆရာနောက်တစ်ခါခေါ်ဦးနဲ့ဆရာကြီးဆိုအော်အေးဆရာကြီးခေါ်ရပြီခါရဲသူသွားတော့အဲ့ဒီကြံတဲ့3ဘိန်းကတလုံးစီမူလီဖြုတ်တော့မှသွားတက်ပေးလိုက်တယ်သွားတက်ပေးလိုက်တော့ခါကျတော့
အားလုံးကအကုန်လုံးတော့မူလီမစုံဒါပေမဲ့3လုံးစီဆိုမော်တော်ကားမောင်းလို့ရတယ်ကဲမောင်းသွားပြီတော့ငါတပည့်ဆိုအရန်တော့ကန်သွားတယ်မော်တော်ကားပေါ်တေရလှည့်ကျမင်းတို့ကောင်ကနော်ငါဆရာခေါ်ရတယ်နော်ဘာဖြစ်လို့နေတလောက်အုံနောက်ကောင်းရဲ့သားနဲ့အယူထောင်ရောက်နေတာလဲတဲ့အဲ့လိုပြောတဲ့ခါမှာငါအိုးတယ်တဲ့မင်းအုံနောက်တလောက်ကောင်းတာအယူထောင်ရောက်တာအဲ့အယူကပြန်ပြောတယ်ငါလည်းအိုးတယ်မင်းတို့ပါမောက်ကဒီကိစ္စထိုင်စဉ်းစားနော်ဆိုတဲ့ခါကျတော့နော်သူတို့နှုတ်ဆက်ပြီးတော့မှထွက်သွားတယ်အဲ့ဒီလူကပြန်ပြောတာနော်သူ့အကြောင်းကိုအဲ့တော့သူပြန်ပြောတဲ့ခါကျွန်တော်ကြည့်တဲ့ခါပညာဆိုတာအရင်ရေးကြည့်တယ်ဒီနေ့ကျွန်တော်လောကမှာပညာနဲ့ပဲအောင်မြင်စရာဖြစ်တယ်ဒီနေ့ဘုရားခင်နှုတ်ကပတ်တော်ကကျွန်တော်တို့ဘာပြောလဲဆိုရင်နော်အတွေးမရှိဘဲနဲ့ယုံကြည်ဖို့ဖြစ်တယ်နော်အတွေးနဲ့ကင်းသောယုံကြည်ခြင်းတဲ့ဒီနေ့ကျွန်တော်တို့ဒီအကြောင်းလေးကိုကြားပြီးတော့ပြန်သွားတဲ့အခါမှာဘာမှတ်ထားမလဲအတွေးနဲ့ကင်းသောယုံကြည်ခြင်းကိုကျွန်တော်တို့ရဖို့ပဲအဲ့ဒီယုံကြည်ခြင်းနဲ့ဆုတောင်းရင်ဘုရားခင်ကပေးမှဖြစ်တယ်ဆိုတဲ့အကြောင်းပါပဲကြားနာတဲ့သူရောက်စီတိုင်းပေါ်မှာဘုရားကောင်းကြီးရှိပါစေတဲ့